မိန်းကလေးတွေမှာမွေးရပါသူတို့ရည်ချင်းအမှုပညာတွေရှိတယ်ဗျမယုံမရှိအဲ့လောက်ရှက်တတ်တဲ့မိန်းကလေးကသူ့ပစံအိတ်ကလေးတွေကတရားလုံးလေးတစ်လုံးထုတ်ပြီးကျွန်တော်ဘက်ကပြီးမကြည့်ဘူးလူလေးပြီးကြည့်စရာမလိုဘူးအဲ့တရားလုံးလေးကျွန်တော်ယူတယ်စကလုံးပေါင်းထောင်တောင်းပြောတာတဲ့တန်ဖိုးရှိဒါလေးစက်ကူခဲဘက်ကလေးမဆုပ်အောင်ခွာတယ်ဆုပ်သွားတော့ဘာဖြစ်လဲမဆုပ်เสียဘူးချစ်သူပထမဦးဆုံးပေးတဲ့တရားလုံးနှုတ်တယ်ဗျာအဲ့ဒီတရားလုံးကိုပါဇက်တဲ့ထက်ကဘာပေါ်မှာအဲ့ဒီတဲ့ချိုးတာမရှိတော့ချိုးဆုံးမဲခဲဘက်စက်ကူလေးသူမမြင်အောင်အိတ်ထဲထက်သိရအောင်မဲတရားရီတဲ့ညက်သိရအောင်ဒါရီဟာအခြေသင်္ကာရမြတ်တာဒီပါပဲ